ပြင်ပဂျိုကဓာတ်ရောင်ကြီးကြောင့်တေပြီလို့အားလုံးကသတ်မှတ်ထားတဲ့ဒွန်းဟာမယုံနိုင်စရာကောင်းတော့အောင်ပြန်ရှင်လာခဲ့ပါတယ်ဒါပေမဲ့သူပြန်လာတာကအေးအေးဆေးဆေးနေဖို့မဟုတ်ပါဘူးသူ့ကိုအသွင်ပြောင်းလဲစေခဲ့တဲ့အဲ့ဒီဓာတ်ရောင်ကြီးကနေအရှိတရားကိုပြောင်းလဲပြစ်နိုင်တဲ့ကြောက်စရာကောင်းတဲ့စွမ်းအားတွေပါလာတာပါဘဲစစ်တပ်ဘဲကြီးဆန်မှသူ့ကိုတားလို့မရခဲ့ပါဘူးသူ့ကိုတေဖို့ထားခဲ့တဲ့သူတွေကိုလက်စားချေဖို့အတွက်တခွဲခန်းတွေကပေါ်တယ်ကိုဖြတ်ပြီးပလန်နဲ့0စီသူတန်းတက်မတ်သွားခဲ့ပါတယ်အဲ့ဒီမှာတင်သူကကွန်တန်ပေါ်တယ်ကိုတုံးပြီးကဘာကြီးကိုဝါမျိုးမဲ့ဘလက်ဟိုးကြီးတစ်ခုကိုဖန်တီးလိုက်ပါတော့တယ်ဒီအန်ရီကိုတားဖို့ဖန်နက်စတစ်ဖို့ဖွဲ့ဝင်တွေရောက်လာပြီးမဲ့ဒွန်းရဲ့စွမ်းအားကအမခန်းပါပဲနောက်ဆုံးမှာတော့သူရဲ့ကောင်းတစ်ယောက်ဟာသူတို့ရဲ့စွမ်းအားတွေကိုစုပေါင်းပြီးအစီအစဉ်တစ်ခုဆွဲလိုက်ကြပါတယ် Invisible Woman နဲ့ Humanoid ကဒွန်းဝန်ကိုအာယုံလွှဲပြီးစွမ်းအင်တိုင်းနဲ့ပိတ်ထားတဲ့အချိန်မှာတင်းရဲ့အားပြင်းတဲ့လက်တိချက်ကဒွန်းဝန်ကိုအလဲထိုးလိုက်တာပါတပြိုင်နက်တည်းမှာပဲ Humanoid ကဘလက်ဟိုးကိုထိန်းထားတဲ့ကြောက်တိုင်တွေကိုအစိတ်အမွှာဖျက်ဆီးပစ်လိုက်တဲ့အတွက်ဒွန်းဝန်လည်းပြင်းထန်တဲ့စွမ်းအင်တွေကြားထဲပျောက်ကွယ်သွားပါတော့တယ်ပေါ်တယ်ကြီးထာဝရပိတ်မသွားခင်လေးမှာပဲဖန်နက်စတစ်ဖို့အဖွဲ့သားတွေကဘာမြေကိုအချိန်မီပြန်ရောက်လာနိုင်ခဲ့ကြပါတယ်